ကိုမှဟိတတွေရှိပါလေထိုဟိတတွေကိုလက်တူရှုလို့အာဟိတတွေကိုဖော်ဆောင်နေမယ်ဆိုရင်ကိုရန်သူဖြစ်နေတာ ਨੇ တူတူပဲကိုဖြည့်စည်းတာတန်ကိုတန်ဖြတ်တန်ခြေတက်ဆိုတာတန်ငါဖြစ်ပေါ်လာတဲ့တန်ခြေသည်တန်ကိုပြန်စားတယ်မိမိရဲ့အရေးချင်းဉာဏ်ဖြစ်မှုမမယွင်ယွင်လုံးမှုမမယွင်ယွင်တွေးတောကြံစည်မှုပြောဆိုမှုလုံးမှုတွေဟာတန်ခြေကတန်ကိုဖြတ်တယ်လို့ကိုလုံးရက်တွေကိုပြန်ဖြတ်စည်းတယ်လို့သူတို့ဆိုလို့တယ်ပေါ့အဲ့ဒါကိုပြန်ပြီးရန်သူဖြစ်နေတဲ့အဓိပ္ပာယ်ရမြတ်စွာဘုရားဟောတဲ့ဒေသနာတစ်ပုဒ်ကိုစဉ်းစားကြည့်လူတွေဟာအမတ်တမဲ့နေလို့ရှိရင်မသိဘူးဒါကြောင့်မို့စဉ်းစားအချက်နဲ့ချက်ကိုစဉ်းစားငါဟာဒီကနေ့လူဖြစ်နေတယ်အသိဉာဏ်ရှိတဲ့လူသားတစ်ယောက်ဖြစ်နေတယ်စဉ်းကျင်သုံးသပ်ကြည့်ငါဟာငါလုပ်ရကြောင်းငါကိုရန်သူများဖြစ်နေသလားသို့မဟုတ်ငါဟာငါဘဝကိုအကျိုးပြုတဲ့ငါရဲ့မိတ်ဆွေဖြစ်သလားဒီနေရာမှာရန်သူဆိုတာပျက်စီးအောင်လုပ်တာမှန်တယ်များရန်သူအကျိုးပြုတာကမိတ်ဆွေတချို့ပုဂ္ဂိုလ်တွေဟာကိုယ့်ကိုပျက်စီးအောင်လုပ်တာတချို့ပုဂ္ဂိုလ်တွေကကိုယ့်ကိုကြီးပွားအောင်လုပ်တာတော့ကိုယ့်ကိုပျက်စီးအောင်လုပ်ရင်ရန်သူကကိုယ့်ကိုလှုပ်တယ်လို့ကိုယ့်ကိုလှုပ်ချင်းကြောင့်မိမိကိုယ်တိုင်ဟာပျက်စီးရတယ်အဲ့တော့တခြားရန်သူကြောင့်ပျက်စီးတာမဟုတ်ဘဲနဲ့မိမိကိုယ်တိုင်ကမိမိရဲ့ရန်သူဖြစ်ပြီးပျက်စီးသွားတယ်လို့ဒီလိုဆိုအဲ့တော့မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေခေါင်းဖြစ်ကြလားသူများတွေမိတ်ဆွေကိုယ့်ရဲ့မိတ်ဆွေဟုတ်တာမဟုတ်တာအသာထားကိုယ်တိုင်ကကိုယ့်ရဲ့မိတ်ဆွေဖြစ်လားကိုယ်တိုင်ဟာကိုယ့်ရဲ့ရန်သူများဖြစ်နေမလားဆိုတာအလေးနဲ့ထားစဉ်းစားကြည့်။ဒါမှအဖြစ်ပြောမယ်ဆိုရင်ကိုယ်ဟာကိုယ့်ရဲ့ရန်သူဖြစ်ပါမလားလို့ပြောကောင်းပြောလိုက်။ကိုဟာကိုယ့်ရဲ့မိတ်ဆွေပဲလို့ဒီလိုထင်ကောင်းထွက်လိုက်။အလွယ်လေးရဲ့တွေးကြည့်လိုက်လူတယောက်ဟာကြီးပွားတိုးတက်ခြင်းတယ်။ဒါပေမဲ့လို့အယက်သေးစာမူရစေဝါတွေသုံးဆွဲတယ်အယက်သေးစာတောက်စားသည့်အတွက်ကြောင့်ဒီပုဂ္ဂိုလ်ဟာအကျင့်သီလပိုင်းဆိုင်ရာပထမယောနေလာတယ်နောက်ပိုင်းရောက်တဲ့အခါကျမ်းမာရေးတွေထိခိုက်လာတယ်အသုံးဖြုံးတွေများလာပြီးကျမ်းမာရေးထိခိုက်တယ်စီးပွားရေးထိခိုက်လာတယ်နောက်ဆုံးမှာအယက်ကြောင့်အသက်ထိပြီးတော့အသက်ကွဲသေးရတယ်ဆိုတော့အဲ့တော့ဒီလူကိုဘယ်သူကတတ်တာရောလို့ဆိုဒါသူ့ကိုယ်သူလောက်တာပဲလေသူ့ကိုယ်သူလောက်တယ်ရန်သူတယောက်ကသေစေခြင်းလို့တတ်လိုက်တဲ့အသက်ခံရတဲ့လူလိုပဲဒီလူဟာသူ့ကိုယ်သူပြန်တတ်တဲ့အထိပဲရောက်တယ်ပေါ့ဒါကြောင့်မို့မိမိကိုယ်တိုင်မိမိရဲ့ရန်သူဖြစ်တယ်ဆိုတာကိုယ့်ရဲ့လောက်ရကကိုယ်ကိုပြန်တတ်နေလို့ရှိရင်ဒါကိုယ့်ရန်သူပဲဖြစ်တယ်ကိုယ်မိတ်ဆွေဖြစ်တယ်ဆိုလို့ရှိရင်လူတယောက်ဟာမကောင်းမှုဒုစရိုက်တွေရှောင်တယ်လိမ့်လိမ့်မာမာနေတဲ့စီးပွားရေးကြိုးစားအထုတ်တယ်မိကောင်းဆွေကောင်းတွေနဲ့ပေါင်းတယ်အဲ့ဒါလိုလုပ်လို့ရှိရင်ဒီပုဂ္ဂိုလ်ဟာတဖြည်းဖြည်းကြီးပွားတိုးတက်လာစီးပွားဥစ္စာကြီးပွားတိုးတက်မှုမရှိတော့ကျမ်းမာရေးတွေဆွေးယုံမှုမရှိဘူးဂုဏ်သတင်းတွေပြည့်ရွံ့တာမရှိဘူးလူထဲမှာလူဝင်ဆန့်တဲ့ပုဂ္ဂိုလ်လူတော်လူကောင်းတစ်ယောက်ဖြစ်ရောက်တယ်အဲ့ဒါဘယ်သူလုပ်တာတော့ဆိုကိုယ့်ကိုယ်ပဲလုပ်တာအဲ့ဒါကြတော့ကိုယ့်ကိုမိတ်ဆွေလို့မိမိကိုယ်တိုင်ဒီပဲနဲ့မိတ်ဆွေကြီးပွားတိုးတက်မှုလုပ်တယ်ကိုကြီးပွားသွားတာဟာကိုယ့်ရဲ့ကြိုးစားမှုအဲ့တော့ဒီနေရာမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောကြားဆုံးမပြီးတတိပေးတာရှိတယ်စရန္တိဘာလာဒုံမေတာမစင်စားတတ်တဲ့အသိပညာမရှိတဲ့ပုဂ္ဂိုလ်ဒုံမေတာလို့ခေါ်ဒုံမေတာစဉ်းစားဉာဏ်လုံးဝမရှိတဲ့ဘာလာမယူရဲတွေဟာ
အသိပညာလုံးဝကင်းမဲ့တဲ့မယူရဲတွေကဘာလို့တော့အမိတ်တေနေဝအတ္တနာမိမိကိုယ်တိုင်မိမိရဲ့ယန္တုဖြစ်ပြီးတော့စရန္တိဘဝမှာသွားလာနေထိုင်ရတယ်တခြားယန္တုမဟုတ်ဘူးကိုယ့်အကိုယ်ပဲဖြည့်ဆည်းနေကြတမောတန်ဖြတ်တန်ကြီးတဲ့တန်ကြီးတဲ့တန်ကိုဖြတ်ဆိုတာတန်ကြီးကတန်ကိုဖြတ်တယ်လို့ပဲထိုပုဂ္ဂိုလ်တွေကကိုယ့်ရဲ့လောက်ရကကိုယ့်ကိုဖြည့်ဆည်းနေတယ်မိမိကိုယ်တိုင်သိတာလည်းမိမိယန္တုဖြစ်တယ်ကရွန်တာပပကံကမ္မယံဟောတိကတုကပ္ပလအကျိုးပေးလို့ရှိရင်အလွန်ခံရခက်တဲ့ဆိုးကျိုးကိုပေးတတ်တဲ့အောက်တန်းကြတဲ့အလုပ်တွေကိုလုပ်နေတယ်အောက်တန်းကြတဲ့အလုပ်တွေမကောင်းတဲ့အလုပ်တွေလုပ်ခြင်းအဖြစ်ထိုလုပ်ရကြောင်းဆိုးကျိုးတွေကတနေ့ကိုယ်စီရောက်လာကိုမရောက်စေခြင်းမှုဆိုတဲ့ဆိုးကျိုးတွေကိုမူရစေဝါဆွဲနေတဲ့ပုဂ္ဂိုလ်တယောက်ဒီမူရစေဝါရဲ့ဆိုးကျိုးကိုခံရမှာဖြစ်တယ်မရောက်စေခြင်းနဲ့ဆင်းရဲဒုက္ခတွေကိုယ်စီရောက်လာမှာပဲဖြစ်တယ်ပေါ့အဲ့ဒါမိမိကိုယ်တိုင်ကမိမိရဲ့ယန္တုဖြစ်တယ်တခြားယန္တုမဟုတ်ဘူးဒါကိုမြတ်စွာဘုရားတတိပေးပြီးတော့ဟောကြားတာပဲဖြစ်တယ်အဲ့တော့တစ်ဖက်ကဒေသနာတော်ကိုကြည့်မယ်ဆိုရင်စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ကောင်းတာတွေလုပ်နေသည့်အတွက်ကြောင့်မိမိကိုယ်တိုင်ကမိမိရဲ့မိတ်ဆွေဖြစ်ပြီးတော့ကောင်းကျိုးချမ်းသာတွေရပြီးကြီးပွားနေကြတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်ပေါ့အဲ့တော့ကိုယ့်ကိုမိတ်ဆွေလားကိုယ့်ရဲ့မိတ်ဆွေလားကိုယ့်ရဲ့ယန္တုလားဆိုတာအများအားဆင်ခြင်သုံးသပ်ကြည့်အောင်ယန္တုနဲ့မိတ်ဆွေဆိုတာကောင်းကျိုးပေးလို့ရှိရင်ယန္တုမိတ်ဆွေဆိုးကျိုးဖြစ်ပေါ်စေရင်ယန္တုကိုယ်တဏ္ဍမှာမကောင်းတဲ့အကျိုးတွေဖြစ်စေသည်များယန္တုကလှုပ်ထတာဖြစ်တယ်ပေါ့ကောင်းကျိုးချမ်းသာတွေဖြစ်လာသည်များမိတ်ဆွေရဲ့အကူအညီသာဖြစ်တယ်ပေါ့ဒါကြောင့်မို့ကိုယ်တဏ္ဍမှာမကောင်းကျိုးတွေဖြစ်ပေါ်လာနေပြီဆိုလို့ရှိရင်ငါဟာငါရဲ့ယန္တုဖြစ်နေပြီလို့ကိုယ့်ကိုယ်စဉ်းစားကြည့်ကိုယ့်ကိုယ်ဖြစ်စီတယ်ဆိုတဲ့လောက်ရတွေဟာဘာတွေနဲ့ဥပမာတူတော့ဆိုရင်ဝါပွင့်နေဝါပင်ကိုသိစေတယ်ကျူပွင့်ကကျူပင်နေပွင့်ရင်ကျူပင်သေးတယ်ပေပင်ကအသီးသီးလို့ရှိရင်ပေပင်သေးတယ်ငပြောပင်ကငပြောသီးသည်ငပြောပင်ကိုတတ်တယ်ဒီလိုဆိုလို့ဖလံဝေကတလေဟန်တုဟန်တိဖလံဝေလုံဖလံနလံအသီးကငပြောပင်ကိုတတ်တယ်အသီးကဝါပင်ကျူပင်ကိုတတ်တယ်ဟောမကောင်းတဲ့လုပ်ရမကောင်းတဲ့စိတ်ဓာတ်ကထိုမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတယ်လို့ဒီလိုဆိုလိုတယ်ပေါ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေမှတ်တမဲ့မနေကြရဘူးဘဝရလာတဲ့အခါမှာအတိညာကိုသုံးချရမယ်အသုံးချပြီးငါသည်ငါကိုယ်တိုင်ငါရဲ့ယန္တုမဖြစ်အောင်နေရမယ်ငါသည်ငါရဲ့မိတ်ဆွေရင်းချတာဖြစ်ရမယ်လို့ဒီလိုနှလုံးသွင်းစဉ်းစားမှုလိုအပ်တယ်ပေါ့အဲ့တော့အဲ့လိုမိတ်ဆွေဖြစ်အောင်နေမယ်ဆိုလို့ရှိရင်ဘယ်လိုနေရကိုယ်တိုင်ဟာကိုယ့်ရဲ့မိတ်ဆွေယန္တုမဖြစ်အောင်ဘယ်လိုနေရမလဲဆိုမြတ်စွာဘုရားဟောထားတာရှိတယ်အတ္တနိစေပိယံစဉ္ညာနတ္နံပပေနတန်ယုစေကိုယ်ကိုတန်မိုးရှိတယ်နော်ကိုယ်ကိုတန်မိုးရှိသူအဖြစ်လေးစားမယ်ကိုယ်ကိုလေးစားမယ်ကိုယ်ကိုမြတ်နိုးမယ်ကိုယ်ဘဝကိုတန်မိုးထားတယ်ဆိုတဲ့လူတစ်ယောက်ဟာနတ္နံပပေနတန်ယုစေကိုယ့်ရဲ့စိတ်ထဲမှာမကောင်းတဲ့အတွေးတွေမကောင်းတဲ့အပြောတွေ
မကောင်းတဲ့လုပ်ရက်တွေမဖြစ်ပါစေနဲ့မကောင်းဘူးဆိုတာပါလေဒီနေ့ကိုမကြိုက်လို့မကောင်းတာလားကိုကြိုက်ရင်အကောင်းလားမကောင်းတာနဲ့ကောင်းတာကိုဘာနဲ့တိုင်းတာမလဲသုဒ္ဓတစ်ခုရပြောမယ်ဆိုရင်ကောင်းတဲ့အလုပ်လားမကောင်းတဲ့အလုပ်လားကိုဘာနဲ့တိုင်းတာရတော့လို့ဆိုလို့ရှိရင်နတ္တံကမ္မံကတံသာဓုယံကတ္တဝါအနုတ္တပတိမကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးလို့ရှိရင်စိတ်ပူရတယ်လုပ်ပြီးလို့ရှိရင်စိတ်ပူနေရတယ်ကြောက်လန့်နေရတယ်စိုးရိမ်နေရတယ်ကြည့်လေမူရစေဝါသမားမူရစေဝါသုံးနေပြီစိတ်ပူနေရပြီလေဘယ်တော့အဖမ်းခံရမလို့ဘယ်တော့ဘာလုပ်ခံစိတ်ပူတာမဟုတ်တာလုပ်ထားတဲ့လူကစိတ်ပူတာယံကတ္တဝါအနုတ္တပတိရဲရန်စိတ်ထဲမှာပူနေအိမ်ကောင်းခြင်းမအေးရစားကောင်းခြင်းမစားရလုံခြုံမှုသူ့စိတ်ထဲမှာဘယ်တော့မှမရှိဘူး6 ခနဲ့ကြာရင်လမ်းဖြတ်နေရတဲ့အနေအထားမျိုးကိုလှုပ်ထားတဲ့လွတ်ရကကိုယ်ကိုပြန်ခြောက်ပြီးတော့စိတ်ပူနေရအဲ့ဒါတွေမကဘူးယတ္တအတုမုခောရောဓံဝိပကံပဋိသေဝတိအကျိုးပေါ်လာတဲ့အခါမှာရှိုက်ချီတငယ်ငိုယုတ်ပြီးတော့အကျိုးကိုကြိတ်မိတ်ခံစားရတဲ့အလုပ်မျိုးတဲ့အဲ့ဒီအလုပ်မျိုးဟာမကောင်းတဲ့အလုပ်ဒီလိုဆိုလို့လုပ်ပြီးရင်စိတ်ပူရတယ်အကျိုးပေါ်လာတဲ့ result ပေါ်လာပြီဆိုလို့ရှိရင်ဆိုးကျိုးကိုကြိတ်မိတ်ခံစားရတယ်အဲ့ဒီအလုပ်မျိုးမကောင်းတဲ့အလုပ်ဒီလိုမှတ်နောက်တစ်ခုကမကောင်းတဲ့အလုပ်သည်ကိုယ့်ကိုထိခိုက်တယ်သူတစ်ပါးကိုထိခိုက်တယ်ကိုယ့်ကိုပျက်စီးစေတယ်သူတစ်ပါးကိုပျက်စီးစေနှစ်ဦးလုံးကိုဖျက်ဆီးတတ်တယ်အကုသိုလ်တွေတိုးပွားစေတတ်တယ်မကောင်းတဲ့ဘက်ကနေတိုးပွားပြီးကောင်းတာတွေရောပါသွားမယ်ဆိုရင်ဒါမကောင်းတဲ့အလုပ်သူသတ်မှတ်မကောင်းတဲ့အတွေ့မကောင်းတဲ့အပြောမကောင်းတဲ့အလုပ်တွေလို့သူသတ်မှတ်တယ်စံနဲ့သတ်မှတ်ပြီးတော့ကိုယ့်ကိုဆင်ញင်စဉ်းစားကြည့်ရကိုယ့်အတွက်အကျိုးပြုတဲ့အလုပ်လားအကျိုးမပြုတဲ့အလုပ်အကျိုးပြုတယ်ဆိုတဲ့နေရာမှာရေရှည်အကျိုးပြုတဲ့အလုပ်လားထာဝရကောင်းတဲ့အလုပ်လားအဲ့ဒီလိုဆင်ញင်တုံတရားရှိဖို့လိုအပ်တယ်ဒါဖြင့်ကောင်းတဲ့အလုပ်ဆိုတာဘာနဲ့ပြောတာတော့လို့ဆိုတင်စကမ္မံကတံသာဓုယံကတ္တဝါနာနုတ္တပတိကောင်းတဲ့အလုပ်ဆိုတာလုပ်ပြီးရင်ဘယ်တော့မှစိတ်မပူရဘူးတဲ့ဟုတ်တယ်သီလဆောင်လို့မိမိဆောင်တဲ့သီလကိုအကြောင်းပြုပြီးတော့စိတ်ပူရတယ်မရှိဘူးဒါနကောင်းမှုလုပ်တယ်လုပ်ပြီးရင်စိတ်ပူရတယ်မရှိဘူးကမ္မထန်ထိုင်တယ်ထိုင်ပြီးစိတ်ပူရတယ်မရှိဘူးပရိဒအလုပ်တွေလုပ်တယ်လုပ်မိသည့်အတွက်ကြောင့်စိတ်ပူရတယ်မရှိဘူးကောင်းကျိုးချမ်းသာရတဲ့အလုပ်တွေလုပ်လိုက်တာပျော်ရွှင်ချမ်းမြေ့လုပ်တဲ့အချိန်မှလည်းလွတ်ပြီးတဲ့နောက်မှလည်းစိတ်မပူရဘူးယတ္တပတိတောသူမနောဝိပကံပဋိသေဝတိရဇတ်ပေါ်လာတဲ့အခါကျတော့နှစ်ချိုက်ပီတိဖြင့်အကျိုးကိုရရှိခံစားရတယ်အဲ့တော့လုပ်ပြီးစိတ်မပူရဘူးဝမ်းသာနေရတယ်အကျိုးပေါ်ရင်လည်းပဲဝမ်းမြောက်ဝမ်းသာခံစားရတယ်ဆိုတဲ့အလုပ်မျိုးဟာကောင်းတဲ့အလုပ်လို့အဲ့တော့ကိုယ်ဘဝမှာကောင်းတဲ့အလုပ်တွေလုပ်ဖို့လို့ကိုယ်လည်းမထိခိုက်ဘူးသူတို့အားလည်းမထိခိုက်ဘူးနှုတ်သားလုံးကိုလည်းမထိခိုက်ဘူးကောင်းတဲ့အလုပ်အဲ့ဒီကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်ဆိုတာခွဲခြားသိပြီးတော့ကိုမျက်နှိုးပြီးတန်မိုးထတတ်တဲ့လူတယောက်သည်နနံပပေနတန်ရုစေကိုမကောင်းတာတွေနဲ့ဘယ်တော့မှမတွဲမိစေနဲ့မကောင်းတဲ့အတွေ့တွေမတွေ့မိဖို့မကောင်းတဲ့အပြောတွေမပြောမိဖို့မကောင်းတဲ့အလုပ်တွေမလုပ်မိဖို့ထိမ့်သိမ်းဆော့ရှောက်ရမယ်လို့အဲ့တော့ကိုလို့ရကောင်းတဲ့အလုပ်ပဲလို့ဒီလိုဆိုလို့တယ်ပေါ့မြတ်စွာဘုရားဘာကြောင့်မကောင်းတာတွေနဲ့မတွဲမိစေနဲ့လို့ပြောတော့လို့ဆို
နာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတကာရိနာမမကံမဟုတ်တာလောက်တဲ့ပုဂ္ဂိုလ်တယောက်အနေနဲ့ချမ်းသာဒုက္ခရဖို့ဆိုတာမလွယ်ဘူးသို့သောခဏခေတ်မှာလူတွေကတော့တွေးကောင်းတွေးလေမဟုတ်တာလောက်တဲ့လူတွေကြီးပွားနေတယ်လို့ပြောကောင်းပြောတယ်အေးအားကြစရာမဟုတ်ဘူးတခဏမှအစဉ်ပြေးနေတယ်လို့ရှိလို့အကျိုးပေါ်တာနဲ့တပြိုင်နက်ဒုက္ခရောက်အဲ့ဒါကိုမြတ်စွာဘုရားဗာနဲ့ရှင်းပြတော့လို့ဆိုရင်သစ္စုခိရံဝမုစ္စတိနွားနုဆိုတာညစ်ပြီးရင်ညစ်ပြီးချင်းချင်မသွားဘူးဒိဉ္ချင်းဖြစ်မသွားဘူးအချိန်ကြာမှဒိဉ္ချင်းဖြစ်တယ်အဲ့တော့နွားနုဟာညစ်ပြီးကစားမှာဒိဉ္ချင်းမဖြစ်တယ်လို့ကုသိုလ်ကောင်းအကုသိုလ်ဟာလည်းပဲလုတ်ပြီးကစားမှာကောင်းကျိုးချမ်းဆိုးတဲ့အကျိုးကိုမပေးသေးဘူးတဲ့မပေးသေးတော့အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကံရဲ့အကျိုးလေးကိုခံစားနေရတာကိုဒီအကုသိုလ်လောကကြီးပွားနေတယ်လို့စိတ်ထဲမှာဒီလိုထင်တာတဲ့ရသော်ဘုရားဒေသနာတော်တွေမှာဆုံးမပြီးတတိပေးထားတာအထင်မလွဲဖို့လွဲမှားတတ်တယ်ပေါ့တချို့ကမျက်စိလေးမျက်တောင်လေးတစ်ဆုံးကိုမကြည့်နဲ့မဒုံဝမညတိဘာလောယဝပပနပစ္စတိမကောင်းမှုအဟုသို့အကျိုးမပေးသေးလို့ရှိရင်အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်ဟာပြားတကားလို့ချိုးတယ်လို့စိတ်ထဲမှာထင်ပြီးတော့လုပ်နေတာတဲ့ယထာသပစ္စတိပါပံဘာလောဒုက္ခနိဂစ္စတိအကျိုးသက်ရောက်မှုဖြစ်လာပြီဆိုရင်တော့အဲ့ဒီကြရင်တော့ဒုက္ခရောက်ပြီလားမှတ်ပြီတော့ဥပမာဘာနဲ့တူတော့ဆိုရင်အစိတ်ခတ်ထားတဲ့အရက်ချိုနဲ့အလားတန်တူတယ်ချိုမြပြီးအနံကောင်းတဲ့ဘီးရအရက်ဆိုတာတော့အဲ့ဒီမှာစိတ်ခတ်ထားစိတ်ခတ်ထားတာကိုစိတ်ခတ်ထားမှမသိလို့တောက်လိုက်တယ်ဝင်သွားတဲ့အချိန်လေးမှာရှားပေါ်မှာဖြတ်သွားကြိုက်တဲ့လူဖို့ရတာရှိကောင်းတယ်အေးမကြခင်မဲ့အစိတ်ကအလုံးလုံးလာပြီဆိုတဲ့အချိန်ကြရင်အမလေးလူလေးဖြစ်လာအသက်ပါဆုံးရှုံးသွားအဲ့ဒါမျိုးလိုပဲအကုသိုလ်အလုပ်ဆိုတာအကျိုးမပေးသေးရင်ပြားတကလို့ချိုးနေတတ်တယ်တဲ့ကျိုးပေးပြီဆိုရင်တော့ဒုက္ခရောက်ပြီလို့ဆိုလို့ဖြစ်ပါဒါကြောင့်မြတ်စွာဘုရားကနာဟိတံသူလပံဟောတိဒုက္ခံဒုက္ကတကာရိမဟုတ်တာလုပ်ပြီးချမ်းသာဒုက္ခရဖို့ဆိုတာပုံမှန်အားဖြင့်မဖြစ်နိုင်ဘူးတဲ့ခဲရင်နေဒါကြောင့်မို့လို့ကိုယ်မကောင်းတာကိုမလုပ်မိဖို့ထိမ့်သိမ်းဆောက်ရှောက်အောင်မယ်လို့ဒီလိုဟောတာနော်အဲ့ဒါကိုမိမိကိုယ်တိုင်မိမိရဲ့ရန်သူမဖြစ်အောင်နေတာထိုင်တာပဲဖြစ်တယ်အကယ်၍သာမကောင်းမှုတွေလုပ်မယ်ဆိုရင်ကိုဟာကိုယ့်ရဲ့ရန်သူဖြစ်သွားကိုဖြစ်ခြင်းနဲ့ជីវတုတ်တဲ့မှုလို့ကိုဖြစ်ခြင်းနဲ့ကောင်းကျိုးချမ်းသာတို့ဘယ်တော့မှရမှာမဟုတ်ဘူးကိုယ့်ရဲ့ရန်သူဖြစ်သွားပြီးတော့ကိုဟာကိုရန်သူတို့ပြုကျင့်တဲ့အနေအထားမျိုးတစ်ခုရောက်သွားနိုင်တယ်လို့ဒီလိုဆိုတယ်မြတ်စွာဘုရားကဘဝတစ်ခုအဆုံးထိအောင်ကြည့်တယ်အနဂေနာတိပဏ္ဏတ္တသဟတောမာနုတံဘဝလူဆိုတာဒီနေ့ကျတော့သိတာပဲလူဘဝလူခန္ဓာကိုစွန့်ပြီးတော့သိပြီတို့ဆိုတဲ့အချိန်မှာကိဉ္ဟိတတပကံဟောတိကိဉ္စအာရာယကိစ္စသိပြီဆိုလို့ရှိရင်သူပိုင်တာပါရှိတော့သေချာစဉ်းစားကြည့်ယာရုဘလောက်ကြီးပစ္စည်းဥစ္စာတွေဘလောက်ချမ်းသာဘာတွေပဲပိုင်လူတယောက်ဟာမျက်စိနှလုံးလေးမှိတ်ပြီးတော့သေသွားတာနဲ့တပြိုင်နက်အဲ့ဒီအခွင့်အရေးတစ်ခုမှမကြံကောင်းသူပိုင်တာတစ်ခုမှမရှိတော့
ဒီဆုံးသွားလိုက်တာနဲ့တပြိုင်နက်အကုန်လက်လွတ်ဆုံးရှုံးသွားနောက်ဆုံးမှာကိုယ်တိုင်ဆောက်ပြီးနေတဲ့အိမ်မော်အတောင်မှကြာကြာမထားဘူးတခြားပို့ပြခါတေချာ